ထိုင်နေကြတယ်အဖေအမေတွေလည်းတနေ့လုံးတနေ့စားသားသမီးအတွက်ရုန်းကန်နေကြတယ်စမ်းကျင်ဖဲရဲ့တမျက်နှာမှာစိန်ခေါ်နေတဲ့လူတွေတစ်ဖက်သက်ဆုံးရောက်အမျက်မပြေသူတွေရန်ရှာနေကြတယ်ကြည်စံတွေနဲ့ရန်ငွေတွေကြားဆုံးရှုံးမှုတကယ်ပါအမှန်ဆုံးအဖြစ်နိုင်ရဖို့မသွေးနဲ့ငြိမ်းချမ်းရေးမှာပျော်ရွှင်မှုပြည့်စုံကြပါစေရှောင်ပြေးစစ်ဘေးရဲ့ဝှကြွေးတွေတလုံးအတွက်ကြည်ပါစီတော့လီမထားနဲ့နိုင်ရဖို့မသွေးနဲ့ငြိမ်းချမ်းရေးမှာပျော်ရွှင်မှုပြည့်စုံကြပါစေကျွေတည်တဲ့ခလီတွေကိုရတော့ပါဦးလေဘုဒီရှောင်ပြေစစ်ပေးရဲ့ဝှကြွေးတွေတလုံးတွေ့ချပါ